ကြီးကတော့စကေးချမ်းပါတယ်ဟိုမှာပြိုင်ကားမောင်းလာတယ်ထင်လို့ဖုန်းကြီးကဟိုအဖြူအောင်ကားမက်အောင်ကားဝင်ကျုံးတာအဖုန်းကြီးအောင်မဲ့ကားကြီးအဲ့ဖုန်းကကားရတာဟုတ်လားတွေ့လားခတ်တယ်နောက်ကိုခတ်တယ် မောင်းတာကျန်းတယ် ပုံဖုန်းကပုံနေတာကားရရင်ထွက်ပြီးဟိုဘက်ကားဝါကြီးရောသွားပုံတာဖုန်းရဲ့အေးထွက်ပြေးဖို့လောက်တာရောထွက်ပြေးရထွက်ပြေးဟုတ်တာလေဟိုမှာဒီမှာဟဲ့လေဒီကအနဲ့အောင်ဝင်ကျုံးတာကွာဝင်ကျုံးပြီးထွက်ပြေးဖို့လောက်တာကွာဒီလားဖုန်းကြီးအဲ့ဒါဖုန်းကြီးထွက်ပြေးဖို့လောက်တာလားဟုတ်ပါဘူးအဲ့ဖုန်းကြီးကတော့တောင်မောင်းနေလို့ရှိရနော်ဟိုဖုန်းကြီးနှစ်ပါးတပါးထွက်တယ်တပါးမမောင်းတာလေတပါးမောင်းတာလားမောင်းလို့အဲ့ကဘယ်မောင်းမလားဘယ်မောင်းလို့အဲ့ဖုန်းမောင်းတာလေအဲ့ဖုန်းမောင်းတာလားဖုန်းကြီးကထွက်ပြေးဖို့လောက်တာကြည်အောင်ဖုန်းကလည်းတော်တော်ချိန်နေဆိုးဆိုးပဲမင်းတို့လမ်းထဲမှာကွာအေးကွာဘာလို့လဲသိရလားအချိန်နဲ့တိုက်ပြီးထွက်ပြေးဖို့လောက်တာအဲ့လိုမျိုးတော်တော်ဆိုးဆိုးပဲဟိုဖုန်းမောင်းတာမဟုတ်ဘူးကိုဆိုင်ဒီလေဘယ်မောင်းဆိုတော့ဖုန်းမောင်းတယ်ညာမောင်းဆိုတော့ဒီမောင်းတယ်ဖုန်းကိုလည်းမျိုးထိုးပြီးပြောနေတာကိုဆိုင်အဲ့ဒါဖုန်းမောင်းတာလားမသိဘူးနော်အေးလေဖုန်းရမောင်းပြီးတော့ထပ်ပြီးလောက်တာပါတော့ကျမတို့တပါးဟိုးနော်ဘာလို့မလဲကမ်းတော့ထွက်နေဟိုတပါးလေးပုံနေဖုန်းနဲ့ဟိုအေးကားဝိုင်ရဲ့နောက်မှာတပါးရှိရဲ့အဲ့ဖုန်းကပုံနေလုံးဝထွက်မလာဘူးဖုန်းဆိုဦးစဲရွယ်တော့ပေါ့လူတော်မောင်းတာလည်းမသိဘူးကွယ်အင်းတော်မှပဲခန်းထဲကနေရို့လို့တိုက်တိုင်ကြလို့ထွက်လာတာငါကားထိသွားပြီလားငါလန့်အချိန်ပိုင်းဘိုးရဲ့နေရာပိုင်းကျမတို့ဖုန်းကတော့ပြန်ကားကိုလုံးဝစကေးကိုတော့သူကတော့ဖုန်းမှာဖြစ်နေအေးလို့လူတော်မောင်းလို့ဒီမှာကြည့်ကိုလမ်းကွာအဲ့လောက်ကြီးလေလမ်းကြီးကရှင်းနေရလည်းမဟုတ်ဘူးဒီလမ်းကအဲ့လိုမျိုးအများရှုပ်တယ်ကွာအောက်မှာစားတောင်းဆိုင်နေတယ်အဲ့ဒါကိုဘယ်လိုမောင်းလဲဆိုတော့ကျမတို့အခုမှခေါင်းထိသွားနေတယ်နော်ကိုစားအောင်ပါဟိုကားနဲ့ဝင်ကားနဲ့အောင်ရတက်တက်ကြီးခံလိုက်ရနှစ်မျိုးကိုကောင်းတယ်မဒီကားနဲ့အောင်ကွာကန်ဆိုးတာသူ့ရက်နေရအောင်အဲ့ကားနဲ့အောင်ပိုင်ချက်ပမာလည်းမသိဘူးအဲ့ဒီမိုင်းရကွဲလေဟဲ့လားအဲ့ဒီမိုင်းပိုင်တယ်ဒီမိုင်းအဲ့နဲ့အောင်အဲ့နောက်အမြင်ရှိတယ်နော်ကြေကွဲကားနဲ့အောင်ကြေကွဲပဲ